ဒီဗီဒီယိုလေးကတော့1992ခုနှစ်မှာထရှိထားတဲ့နမေကြီးစိုးဇကားတွေတဲကမှာတဲထစ်ရင်ဖိုစရာကောင်းတဲ့ဇလန်းချင်းကိုလည်းပြန်လည်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဇလန်းဆာမှာ Ash နဲ့တခြားအကျဉ်းသားတွေဟာ Cryptograph AD 1300မှာတန်ချီချင်းတွေနဲ့အခြေခံထားရပြီးတည်တံ့ပေးခံရဟိုဆွဲခေါ်သွားခြင်းခံနေရပါတယ်။ဒါပေမဲ့ Ash ရဲ့ဘဝဟာအမြဲတမ်းဒီလိုမျိုးဆိုးရခဲ့တာတော့မဟုတ်ပါဘူး။1992ခုနှစ်တုန်းက Ash နဲ့သူ့ရဲ့ချစ်သူကောင်မလေးဟာကုံစုံဆိုင်တစ်ခုမှာအလုပ်လုပ်ခဲ့ကြတာပါ။ဒီနေ့မှာတော့သူတို့နှစ်ဦးဟာတောင်ပေါ်ကတောအုပ်လေးတွေကိုအပန်းပြေခီးထွက်ခဲ့ပြီးအိမ်ဟောင်းလေးတုံးမှာတဲခိုးခဲ့ကြပါတယ်။အဲ့ဒီအိမ်ထဲမှာသူတို့ဟာတေမင်းတမန်ကျန်းစာအုပ်ကိုတွေ့ရှိခဲ့ကြတယ်။အဲ့ဒီစာအုပ်ဟာလူသားတွေရဲ့အရေးပြားနဲ့ချွတ်လုထားပြီးသွေးနဲ့ရေးသားထားတာပါ။အလွန်ဟောင်းနှင်းလာတဲ့အဲ့ဒီစာအုပ်ထဲမှာထူးဆန်းတဲ့မြုံနှံမှုဒလေးတွေနားရည်ရွတ်ထွက်ထန်တွေနဲ့မိစ္ဆာတွေကိုပြန်လည်ရှင်သန်ဆွေးတဲ့ဂါထာတွေပါရှိပါတယ်။မကြခင်မှာပဲစာအုပ်ရဲ့စွမ်းနာကြောင့်တိုးအထေကအန်ဒီရဲ့ရှိတဲ့မိစ္ဆာစွမ်းရည်တွေနိုးထလာပြီးပရင်းပေါက်ကိုရိုက်ခွဲလိုက်က Ash ရဲ့ချွတ်သူကိုတပ်ဖြတ်လိုက်ပါတယ်။အဲဒီနောက် Ash ကိုတိုက်ခိုက်ပြီးသူ့ရဲ့လက်တစ်ဖက်ထဲကိုပူးဝင်တာပါတော့တယ်။ Ash ဟာတခြားရွေးချယ်စရာမရှိတော့တာကြောင့်မိစ္ဆာပူးနေတဲ့သူ့လက်ကိုကိုယ်တိုင်ဖြတ်တောင်ဖြစ်လိုက်ပြီးအဲ့ဒီနေရာမှာလူးဆက်တစ်ခုနဲ့အစားထိုးတက်ဆင်လိုက်ပါတယ်။ကန်ဆိုးစွာနဲ့ပဲရန်သူကပြန်လဲရောက်ရှိလာပြီးမုန်တိုင်းတစ်ဖူရဲ့ဝယ်ကရက်တစ်ခုကိုဖန်တီးလိုက်ရာ Ash ရဲ့ကားကိုပါဝါမျိုးသွားပါတယ်။ Ash ဟာအိမ်ကိုအတင်းဆွဲကြိုက်ထားပြီးမှနောက်ဆုံးမှာတော့ဝဲကရထက်ကိုပါသွားခဲ့ပါတော့တယ်။မိနစ်အနည်းငယ်ကြာမှတော့ Ash နဲ့သူ့ရဲ့ကားဟာကျေးလေဒေတာတစ်ခုရဲ့အလဲတက်မှာအရှိန်နဲ့ပြုတ်ကျလာပါတယ်။ UDS ဆိုသလိုလဲမြင်းစည်းသူရဲ့ကောင်းတွေဝိုင်းလာပြီးသူ့ရဲ့ကားကိုဓာတ်တွေနဲ့ထူဆွဲချနေတာကြောင့်သူဟာအတိတ်ကာလကိုရောက်နေပြီဆိုတာသိလိုက်ပါတယ်။ပညာရှိအဖိုးအိုတူက Ash ကိုကြည့်ပြီးသူဟာ Necronomicon ကျမ်းစာထဲမှာဖော်ပြတဲ့ Cadention ဖြစ်နိုင်တယ်လို့ပြောပါတယ်။ကောင်းကင်ကနေလူတယောက်ကြဆင်းလာပြီးသူတို့ကိုဓာတ်တိုက်လို့ခေါ်တဲ့မိစ္ဆာတို့ရဲ့ဘေးရန်ကနေကယ်တင်လိမ့်မယ်လို့စာအုပ်ထဲမှာပါရှိပါတယ်။ဒါပေမဲ့နေသာကြီးအာတာကတော့ Ash ကိုသူ့ရဲ့ရန်သူ Dread Henry လွတ်လိုက်တဲ့လူတို့ထင်ပြီးတေတန့်ပေးဖို့စီစဉ်ပါတယ်။ရုံရဆန်ဆန်ဖိနေချိန်မှာ Ash ရဲ့လူစားပြုတ်ကျတော့ရာပညာရှိအဖိုးအိုကကောက်ယူထားလိုက်ပါတယ်။ Ash ဟာတခြားအကျဉ်းတုံပန်းလင်းတဲ့အတူချီနှောင်းခံရပြီးအာတာရဲ့ရဲတိုက်စီခေါ်ဆောင်သွားခြင်းခံရပါတယ်။အဲ့ဒီမှာရှီလာဆိုတဲ့မိန်းကလေးကသူမရဲ့အကိုအကြောင်းကိုလာမိတော့အာတာကသူမအကိုဟာတိုက်ပွဲမှာတတိတတိအရှိရှိတိုက်ခက်လေးနဲ့တည်ဆုံသွားပြီဖြစ်ကြောင်းပြောပြပါတယ်။ရှီလာဟာဒေါသထွက်ပြီး Ash ကိုရန်သူစစ်သားလူထင်ပြီးဆွဲလာရန်လာတတွင်းနဲ့ထွေပြီးလက်စားမယ်လို့ green ဝါပါတော့တယ်လူတွေကရဲတိုက်ကိုစွန့်ခွာထွက်ပြေးဖို့ကြံရွယ်နေတော့ Ash ကတနတ်ဖောက်ပြီးသူတို့ကိုလူ6တွေလူခေါ်ကတားဆီးလိုက်ပါတယ်။အာတာကလူ60ပဲကြံတော့တယ်လူပြောတဲ့အခါ Ash က Henry စီကိုစစ်ကူတောင်းဖို့အကြောင်းကြားခိုင်းပါတယ်။ Ash ဟာသူကားနောက်ဖုံးထဲကဓာတုဗေဒစာအုပ်ကိုအသုံးပြုပြီးရမှုတွေထိုးလို့ကဘုံနေလုပ်ပါတယ်။ကြံရှိတဲ့လူတွေကိုလည်းမိစ္ဆာတွေနဲ့ဘလို့တိုက်ခတ်ရမလဲဆိုတာသင်တန်းပြပါတယ်။နေ့ရက်အကြာမှာတော့အယိုးစုစစ်တပ်ကြီးဟာအယိုးနဲ့လှုပ်ထားတဲ့ဒူရီယာတွေကိုတီးခတ်ပြီးရဲတိုင်နာရောက်လာပါတယ်။ Ash ကစိတ်ရှည်ရှည်ထားပြီးရန်သူအနားရောက်မှမီးများတွေနဲ့ပစ်ခတ်ခိုက်ပါတယ်။ရန်မှုတွေကြောင့်ပောက်ကွဲမှုတွေဖြစ်ပြီးအယိုးစုတွေအများကြီးပျက်စီးသွားပါတယ်။ဒုတိယလိုင်းအနေနဲ့ရန်သူတွေကတကားကိုချို့ဖြတ်ထိုးစ조사ကြပါတယ်။ Ash ကလက်နက်ကြီးတွေနဲ့တန်ပြန်တိုက်ခိုက်ပါတယ်။ Ash ရဲ့ပုံတူမိတ်ဆာကတော့အယိုးစုတွေကိုမရမနာတိုက်ခိုက်ဖို့အမိန့်ပေးနေပါတယ်။အယိုးစုတွေဟာရဲတိုက်တကားကိုချို့ဖြတ်ပြီးအထဲကိုကျူးကျော်ဝင်ရောက်လာပါတယ်။လူသားတွေဟာ Ash တင်ပေးထားတဲ့အထူးစစ်ဖြူဟာတွေနဲ့ခုခံပေမဲ့ရန်တုအင်အားကအယမ်းများနေပါတယ်။အဲ့ဒီအချိန်မှာ Ash ဟာအစစ်မြင့်တင်ထားတဲ့သူ့ရဲ့ကားနဲ့ရောက်လာပြီးအယိုးစုတွေကိုကြိတ်ချေထစ်ပါတယ်။ဒါပေမဲ့ကားကမီးလောင်ပြီးပျက်စီးသွားပါတယ်။အဲ့ဒီနောက်မိက္ဆာဝင်ပူးနေတဲ့ရှီလာက Ash ကိုလှမ်းနဲ့တိုက်ခိုက်ပါတယ်။ Ash ကသူမကိုတွန်းထုတ်နိုင်ခဲ့ပြီးနောက်ဆုံးမှာ Henry ရဲ့စစ်ကူတွေရောက်လာတာကြောင့်အခြေအနေပြန်ကောင်းလာပါတယ်။ Ash ဟာပုံတူမိစ္ဆာနဲ့အပြင်းထန်ဓာရင်ရှင်းပရိုင်တိုက်ခိုက်ရပါတယ်။ Ash ကသူ့ကိုမီးရှို့ပြီးရဲတိုက်ဘောကနေကန်ချလိုက်ပေမဲ့အဲ့ဒီမိစ္ဆာဟာအယိုးစုဘောကနေပြန်တက်လာပါတယ်။နောက်ဆုံးမှာ Ash ဟာရန်နီတန်ထားတဲ့လက်နက်ကြီးဘောကိုမိစ္ဆာရုပ်သွမ်းကိုလှုပ်လိုက်ပြီးပောက်ကွဲစေလိုက်ပါတယ်။အဲ့ဒီခါမှာတော့မိစ္ဆာကြီးဟာကောင်းကင်မှာမီးရှူးမီးပန်းစေလို့ပောက်ကွဲသွားပါတော့တယ်။ခေါင်းဆောင်မရှိတော့တဲ့အယိုးစုတွေထွက်ပြေးသွားကြပြီးနောက်လူသားတွေအောင်ပွဲခံကြပါတယ်။ရှီလာလည်းပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်။နောက်တဲ့နေ့မှာတော့ပညာရှိအဖိုးက Ash ကိုအိမ်ပြန်ဖို့အတွက်ရွတ်ဖတ်ရမယ့်ဂါထာကိုတင်ပေးပါတယ်။ Ash ဟာရှီလာကိုနှုတ်ဆက်နှမ်းရှုံပြီးသူ့ရဲ့မူလအချိန်ကာလစီပြန်လာခဲ့ပါတယ်။ပိစုပိုင်ကာလမှာတော့ Ash ဟာသူ့ရဲ့လွတ်ဖော်ကိုင်မဲ့ကိုဒီပုံပြင်ကြီးကိုပြန်ပြောပြနေပါတယ်။သူဂါထာရွတ်တာအနှဲငယ်မှားထွားခဲ့တယ်လို့လည်းဝန်ခံပါတယ်။အဲ့ဒီချိန်မှာပဲဆိုင်ထဲကို
ဓာတ်တိုက်မိစ္ဆာတစ်ကောင်ရောက်လာပြီးတိုက်ခိုက်ပါတယ်။အဲ့ချာဆိုင်တဲကတနက်ကိုယူလင်းမြတ်တဲ့လှူရှားမှုတွေနဲ့မိစ္ဆာကိုဖျက်တက်လိုက်ပါတယ်။သူကဒါဟာငါ့ကိုဘယင်တစ်ပါးလိုခံစားစီတယ်လို့ပြောရင်အယောင်စားရေးမှလေးကိုနန်းကဇလန်းကိုအဆုံးသတ်ထားပါတယ်။ဒီလိုစိတ်ဝင်စားစရာဇလန်းကောင်းလေးတွေကိုအမြဲမပြတ်နားထောင်လို့ရအောင်ကျွန်တော်ရဲ့အကောင့်လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်နော်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။